ပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ဟာထိတ်လန့်ချောက်ချားဖွယ်ရာတဘာဝလွန်ဖြစ်ရတွေကိုစုံစမ်းစစ်ဆေးလေးရှိတဲ့နာမည်ကျော်စုံစမ်းစစ်ဆေးရေးသမားဇနီးမောင်နှံနဲ့ Warren Won တို့ရဲ့စွန့်စားခန်းအသစ်တစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Movies Knowledge Channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာဒီဇလန်ကတော့သူတို့ရဲ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့အထူးခြားဆုံးနဲ့အကြောက်မက်ဖွယ်အကောင်းဆုံးအမှုတွေကတစ်ခုဖြစ်တဲ့ကျိန်စာတစ်မှန်ကအကြောင်းပဲဖြစ်ပါတယ်ဒီမှန်ဟာဘလို့ကြောက်မက်ဖွယ်ရာတွေကိုဖန်တီးခဲ့လဲWarren ဇနီးမောင်နှံကရောဘလို့ရင်ဆိုင်ဖြေရှင်းခဲ့လဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားနားဆင်ပေးကြပါဦးခင်ဗျာဇလန်အစကတော့1964ခုနှစ်နယူးယောက်မြို့ Brooklyn မှာပါ Kenneth Lorraine Warren တို့ဟာထူးဆန်းတဲ့မှန်တစ်ချက်ကိုစုံစမ်းဖို့အတွက်ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ကိုရောက်ရှိလာခဲ့ကြပါတယ်ဒီမှန်ဟာဆိုင်ပိုင်ရှင်ရဲ့သမီးဖြစ်သူ Lucy ရဲ့ပြောပြချက်အရဆိုရင်ဆိုင်ကိုရောက်လာပြီးမကြာခင်မှာပဲသူ့အဖေဟာထူးဆန်းစွာကြိုးဆွဲချတည်ဆုံးခဲ့တယ်လို့သိရပါတယ်Lorraine ဟာကိုဝင်အရင်အမှားနဲ့ဖြစ်ပေမဲ့လည်းဒီအမှုကိုစိတ်ဝင်စားစုံစမ်းစစ်ဆေးခဲ့ပါတယ်ပစ္စည်းထားတဲ့အခန်းထဲမှာမှန်ကိုစစ်ဆေးနေတော့ Warren ဟာမှန်ပေါင်ကိုထိမိလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲသူ့ပိုက်ထဲကနေပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပြီးမိဘတော်မဲ့လက္ခဏာတွေပြသလာခဲ့ပါတယ်။ဤဟာ Warren ကိုဆေးရုံကိုအမြန်ဆုံးခေါ်ဆောင်သွားခဲ့ပါတယ်။ဆေးရုံမှာမိဖွားနေစဉ်အတွင်းမိတွေမိတ်တုပ်ဖြစ်နေပြီးအခန်းထဲမှာမှောင်မိုက်တဲ့အရေးတစ်ခုကိုမြင်တွေ့လိုက်ရပါတယ်။နောက်ဆုံးမှာတော့ကလေးမလေးဂျူဒီကိုမွေးဖွားခဲ့ပေမဲ့ကလေးကအသက်မရှူဘဲသေဆုံးသွားခဲ့ပါတယ်။ Lorraine ဟာစိတ်ပြတ်အားငယ်စွာနဲ့ဖျားသခင်ကိုဆုတောင်းခဲ့ပြီးနောက်မှာတော့အံ့ဩစရာကောင်းစွာနဲ့ကလေးမလေးဂျူဒီဟာအသက်ပြန်ဝင်လာခဲ့ပါတယ်။ဂျူဒီကြီးပြင်းလာတဲ့အခါမှာတော့သူ့အမေ Lorraine လိုပဲတဘာဝလွန်ဆွမ်းအားတွေကိုအမွေဆက်ခံခဲ့ပါတယ်။ Lorraine ဟာသူ့သမီးကိုဒီဆွမ်းအားတွေကိုဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကိုသင်ကြားပေးခဲ့ပါတယ်။ဒါဟာကျိန်စာတစ်မှန်ရဲ့ပထမဆုံးသောကြောက်မက်ဖွယ်ရာတားကောင်ဖြစ်ခဲ့ပြီး Warren မိသားစုနဲ့ဒီမှန်ရဲ့ဆက်ဆက်မှုကလည်းဒီကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။နှစ်ပေါင်း22နှစ်အကြာ1986ခုနှစ်ပန်ဆယ်ဗေးနီးယားပြည်နယ်Westchester မြို့မှာ Small မိသားစု Jack, Janet နဲ့သူတို့ရဲ့သမီး၄ယောက်ဟာသူတို့ရဲ့သမီးHeatherရဲ့နှစ်ချင်းမင်္ဂလာပွဲကိုကျင်းပနေကြပါတယ်။ Jack ရဲ့မိဘတွေက Heather ကိုလေလံပွဲကနေဝယ်ယူခဲ့တဲ့ရှေးဟောင်းမှန်တစ်ချက်ကိုလက်ဆောင်ပေးခဲ့ပါတယ်။ဒီမှန်ဟာ1964ခုနှစ်ကကျိန်စာတင်ခဲ့တဲ့မှန်ချက်ပဲဖြစ်ပါတယ်။မကြာခင်မှာပဲတဘာဝလွန်ဖြစ်ရက်တွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ပါတီပွဲကျင်းပနေစဉ်အတွင်းဖျောင်းတိုင်တွေဟာသူ့အလိုလိုငိမ့်သွားခဲ့ပြီးမျက်နှာကျက်တစ်စိတ်တစ်ပိုင်းဟာHeatherပေါ်ကိုပြိုကျခဲ့ပါတယ်။ရက်တွေကြာလာတာနဲ့အမျှခြောက်လန့်မှုတွေဟာပိုမိုပြင်းထန်လာခဲ့ပါတယ်။Janet ဟာမြေအောက်ခန်းထဲမှာအတန်တွေကြားရပြီးအရိပ်တွေကိုမြင်တွေ့လာရပါတယ်။တယ်လီဖုန်းကြိုးကိုမမြင်ရတဲ့လက်တွေကဆွဲဖြုတ်ခဲ့ပါတယ်။အငယ်ဆုံးသမီး Shannon ဟာကြောက်မက်ဖွယ်ကောင်းတဲ့ဖြူဖြော့နေတဲ့အဖွားအိုတစ်ယောက်ကိုမြင်တွေ့ခဲ့ရပါတယ်။ Heather နဲ့သူ့အမတာတို့ဟာဒီမှန်ဟာမကောင်းဆိုးဝါးမှန်ဖြစ်တယ်ဆိုတာကိုသိရှိပြီးအမိုက်ပုံးထဲကိုလွှင့်ပစ်ခဲ့ကြပါတယ်။နောက်တစ်နေ့မနက်မှာတော့အမိုက်ကားထဲမှာမှန်ဟာကြေမွသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဒါဟာမိဖို့ကြောင့်ထဲမှာအော်ဟစ်ပြီးမှန်စတွေအန်ချခဲ့ပါတယ်။ဒီဖြစ်ရက်တွေကြောင့် Small မိသားစုဟာကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ Warren ဇနီးမောင်နှံဟာအရွယ်ရောက်ပြီးသားဂျူဒီနဲ့အတူညစာစားရင်းအနားယူနေကြပါတယ်။ရဲ့ကျမ်းမာရေးကတော့နှလုံးအားနည်းမှုကြောင့်ဆိုးရွားနေပါတယ်။ညစာစားနေစဉ်အတွင်း Lorraine နဲ့ Judy တို့ဟာမှောင်မိုက်တဲ့စွမ်းအားတစ်ခုကိုခံစားမိခဲ့ပါတယ်။ Judy ရဲ့ပခုံးကိုဖြူဖြော့နေတဲ့လက်တစ်ဖက်ကလာထိခဲ့တာကိုသူတို့နှစ်ယောက်လုံးခံစားမိခဲ့ပေမဲ့ဒီကိုစိတ်ဖိစီးမှုမဖြစ်စေဖို့အတွက်ဖုံးကွယ်ထားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Small အိမ်မှာတော့ Jack ဟာ Father Gordon Warren ဇနီးမောင်နှံရဲ့မိသားစုမိတ်ဆွေကိုနတ်ဆိုးနေထုတ်ဖို့အတွက်ဆက်သွယ်ခဲ့ပါတယ်။ဒါပေမဲ့ဖះเจ้าရဲ့လှုပ်ထုံးလုပ်နည်းတွေကြောင့်အချိန်ကြာမြင့်နေခဲ့ပါတယ်။စိတ်ပြတ်အားငယ်နေတဲ့ Janet ဟာမီဒီယာတွေကိုဆက်သွယ်ခဲ့ပြီးသူတို့အိမ်ကိုလူအများစိတ်ဝင်စားတဲ့နေရာတစ်ခုဖြစ်လာစေခဲ့ပါတယ်။ဒီအတော်အတွင်း Judy ဟာမင်္ဂလာဝတ်စုံဆိုင်မှာဝတ်စုံတွေရွေးနေတော့မှန်ထဲကနေတရေတကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။သူ့ရဲ့ကိုယ်ပွားဟာမှန်ထဲကနေထွက်လာပြီးသူ့ကိုတိုက်ခိုက်ခဲ့တာကြောင့်မှန်တွေကွဲကြေကုန်ခဲ့ပါတယ်။ Lorraine ဟာအချိန်မီရောက်လာပြီး Judy ကိုကယ်တင်ခဲ့ပါတယ်။ Father Gordon ဟာ Small အိမ်ကိုရောက်ရှိလာပြီးအဲ့ဒီမှာအင်အားကြီးမားတဲ့မကောင်းဆိုးဝါးတစ်ခုရှိနေတယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်။သူဟာနတ်ဆိုးနေထုတ်ဖို့အတွက်ဖះเจ้าရဲ့တရားဝင်ခွင့်ပြုချက်ကိုရယူဖို့ဖះเจ้าကိုပြန်သွားခဲ့ပါတယ်။ဖះเจ้าရုံးခန်းထဲမှာတယောက်တည်းရှိနေတော့အဲ့ဒီမကောင်းဆိုးဝါးဟာသူ့နောက်ကိုလိုက်လာခဲ့ပါတယ်။နတ်ဆိုးဟာသူ့ပတ်ဝန်းကျင်ကိုထိန်းချုပ်ချယ်လှယ်ခဲ့ပြီးနောက်ဆုံးမှာတော့ Father Gordon ကိုကိုတက်တည်အောင်ဖန်တီးခဲ့ပါတယ်။ Father Gordon ရဲ့ဇာပနမှာ Judy ဟာသူ့ရဲ့ခေါင်းတလားကိုထိမိလိုက်တဲ့အခါမှာတော့အဲ့ဒီမကောင်းဆိုးဝါးရဲ့စွမ်းအားတွေကိုမြင်တွေ့ခဲ့ရပါတယ်။ Small မိသားစုဟာအန္တရာယ်ကြီးမားစွာနဲ့ရင်ဆိုင်နေရတယ်ဆိုတာကိုသိရှိပြီးနောက်မှာတော့ Judy ဟာသူတို့အိမ်ကိုတယောက်တည်းတွားရောက်စုံစမ်းခဲ့ပါတယ်။ Lorraine ဟာသူ့သမီးအန္တရာယ်ကြုံနေပြီဆိုတာကိုခံစားမိပြီးဒီကိုနောက်ဆုံးမှုတစ်ခုအနေနဲ့လိုက်ပါဖို့ဆွဲဆောင်ခဲ့ပါတယ်။ Warren ဇနီးမောင်နှံဟာ Small အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။အိမ်ပတ်ဝန်းကျင်မှာမီဒီယာတွေပြည့်နှက်နေပါတယ်။သူတို့ဟာ Judy ကိုဘေးကင်းစွာတွေ့ရှိခဲ့ပေမဲ့ Judy ကတော့ Small မိသားစုကိုကူညီရမယ်လို့တိုက်တွန်းခဲ့ပါတယ်။ Warren ကတော့ဒီမြေရဲ့တမိုင်းကြောင်းကိုရှင်းပြခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီနေရာမှာလူတစ်ယောက်ဟာသူ့ဇနီးနဲ့ရောက်ခမတွေကိုပစိန်နဲ့တက်ပြီးကိုတက်တည်ခဲ့ဘူးတယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီဝိညာဉ်တွေကိုထိန်းချုပ်ထားတာကတော့ပိုပြီးရှေ့ကျတဲ့ပိုပြီးဆိုးရွားတဲ့နတ်ဆိုးတစ်ကောင်ပဲဖြစ်ပါတယ်။ Judy ဟာသူ့အမေရဲ့အတန်ကိုတူးပတဲ့အတန်တစ်ခုကြောင့်မျက်နှာကျက်အပေါ်ထက်ကိုဆွဲဆောင်ခံခဲ့ရပါတယ်
အဲ့ဒီမှာသူဟာကြေမွသွားခဲ့တယ်လို့ထင်ရတဲ့ရှေးဟောင်းမှန်ကိုအကောင်းဘက်ကဒီအတိုင်းပြန်တွေးခဲ့ရပါတယ်သူဟာနတ်ဆိုးပူးကပ်နေတဲ့အနက်ဘုတ်အယုတ်ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်ဝေါ်ရန်ဇနီးမောင်နှံဟာဂျူဒီကိုရှာတွေ့ခဲ့ပေမဲ့အခြေအနေကတော့ပုံမူဆိုးရလာခဲ့ပါတယ်မှန်ဟာပြုတ်ကျလာပြီးဒါနဲ့ဂျူဒီရဲ့ဆိတ်ဆက်ထားသူကိုဖိမိခဲ့ပါတယ်ဂျူဒီဟာနတ်ဆိုးပူးကပ်ခံရပြီးဝေါ်ရန်ကိုတတိလစ်အောင်လုပ်ပြီးမြေအောက်ခန်းထဲမှာပိတ်လောင်ထားခဲ့ပါတယ်မြေအောက်ခန်းထဲမှာဝေါ်ရန်ဟာပစိန်လူသက်သမားဝိညာဉ်ရဲ့၆လန့်ခြင်းကိုခံခဲ့ရပေမဲ့ဌာနေကကယ်တင်ခဲ့ပါတယ်ဒီဟာနတ်ဆိုးပူးကပ်ခံထားရတဲ့ဂျူဒီကိုနတ်ဆိုးနေထုတ်ဖို့ကြိုးစားနေစဉ်မှာနှလုံးရောဂါဖောက်ခဲ့ပါတယ်မျက်နှာကျက်အပေါ်ထပ်မှာသူတို့ဟာကျိုးဆွဲချခံထားရတဲ့ဂျူဒီကိုတွေ့ရှိခဲ့ပါတယ်သူတို့ဟာကျိုးကိုဖျက်ချပြီးနောက်မှာတော့စိုးရိမ်ဖွယ်ရာခွပြုလုပ်ပြီးနောက်ဂျူဒီဟာအသက်ပြန်ဝင်လာခဲ့ပါတယ်မှန်ဟာပြင်းထန်စွာလက်ပတ်နေပြီးမှောက်မိုက်တဲ့စွမ်းရည်တွေကိုထုတ်လွှတ်နေပါတယ်လော်ရိန်နဲ့ဂျူဒီတို့ဟာလက်ချင်းချိတ်ပြီးမှန်ကိုထိကအစွမ်းထက်တဲ့ဆူတောင်းတစ်ခုကိုအတူတကွရွတ်ဆိုခဲ့ကြပါတယ်မျက်စိကျိန်းစရာကောင်းတဲ့အလင်းနဲ့တစ်ခုပေါ်ထွက်လာပြီးနောက်ဆုံးမှာတော့နတ်ဆိုးကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပြီးမှန်ကိုလည်းတန့်စင်နိုင်ခဲ့ပါတယ်စမော့မီသားစုဟာဒီဖြစ်ရပ်တွေပြီးနောက်3နှစ်ကြာတဲ့အထိသူတို့အိမ်မှာပဲဆက်လက်နေထိုင်ခဲ့ကြပြီးသူတို့ရဲ့ဆက်ဆံရေးကတော့ပုံမခိုင်မာလာခဲ့ပါတယ်ကျိန်စာတစ်မှန်ကိုတော့ဝေါ်ရန်ဇနီးမောင်နှံရဲ့တဘာဝလွန်ပစ္စည်းပြတိုင်းမှာလုံခြုံစွာတောက်ခတ်သိမ်းဆည်းထားခဲ့ပါတယ်ဂျူဒီနဲ့ဒွေတို့လည်းလက်ထပ်ခဲ့ကြပြီးပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ခဲ့ကြပါတယ်ဒီစကားရဲ့အဆုံးမှာတော့အိမ်နဲ့ဝေါ်ရန်ဝမ်တို့ကိုဂုဏ်ပြုတဲ့အနေနဲ့မှတ်တမ်းတင်ထားပါတယ်သူတို့ဟာနှစ်ပေါင်း60ကျော်ကြာလက်ထပ်ပေါင်းတင်ခဲ့ကြတယ်လို့ဖော်ပြထားပါတယ်ဤဟာလေးဖြတ်ပြီးနောက်89နှစ်အရွယ်မှာကွယ်လွန်ခဲ့ပြီးဝေါ်ရန်ကတော့သူ့ကိုပြုစုစောင့်ရှောက်ခဲ့ပါတယ်ဝေါ်ရန်ဟာနောက်အိမ်နောက်မပြုတော့ဘဲ12နှစ်အရွယ်မှာငြိမ်းချမ်းစွာကွယ်လွန်ခဲ့ပါတယ်နောက်ဆုံးမြင်ကွင်းတွေမှာတော့သူတို့နှစ်ဦးအတူတကွခုံနေတာကိုပြသထားပြီးသူတို့ရဲ့ထာဝရချစ်ချင်းမြတ်တာကိုဖော်ညွှန်းနေပါတယ်ဒီနေ့အတွက်တော့ကျိန်စာတစ်မှန်ရုပ်ရှင်ပြန်လည်သုံးသပ်ချက်ကိုဒီမှာပဲညီကုန်းချုပ်ပါရစေခင်ဗျာနားဆင်ပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ရှိပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်ပြန်လည်သုံးသပ်ချက်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ